မိကုံမေရှာခွင့်ပြုပါဖေဟာဖုံဖုံဖေဟာဖုံကြီးချောင်းတစ်ချောင်းမှာတင်ငန်းတွေအများကြီးရှိပါတယ်ဖေဟာတကာတွေကတင်ငန်းကတ်ချင်တဲ့အခါတင်ငန်းချက်မဝယ်တော့ပဲကျောင်းမှာရှိတဲ့တင်ငန်းကိုဝိတုငွေကပ်ပြီးယူခဲ့ပါတယ်ဖေဟာအဲ့ဒီတင်ငန်းကိုပဲပြန်လို့ပါတယ်ဖေဟာလူတဲ့ပုဂ္ဂိုလ်မှာရောအပြည့်ဖြစ်ပါသလားဖေဟာဝိတုငွေကတ်ခံပြီးတင်ငန်းပေးလိုက်တဲ့ရဟန်းမှာရောအပြည့်ဖြစ်ပါသလားဖေဟာအပြည့်ဖြစ်တယ်ဆိုရင်ဘယ်လိုအဆက်အောင်လုပ်ရပါမလဲဖေဟာကုသိုလ်အကုသိုလ်ဘိုင်းမှာကတော့မကောင်းဘူးလို့ပြောကြမရှိပါဘူးဝီနီးမှာတော့သူပတ်စံကိုင်းတယ်ဆိုကြတဲ့မအပ်တော့ဘူးလေဝီနီးမှာကြတဲ့ပတ်စံကိုင်းပြီးတော့ရောင်းဝယ်ခြင်းသဘောဖြစ်သွားပြီပေါ့နော်ဘုန်းကြီးဆိုတာကရောင်းလို့ဝယ်လို့မရဘူးလေနော်ကိုယ်တိုင်ရောင်းလို့လည်းမရဘူးဝယ်လို့လည်းမရအောင်အဲ့တော့သင်္ကန်းရောင်းဝယ်တယ်လို့ဖြစ်သွားတော့ဘုန်းကြီးမှာဒါလုံးဝမအပ်ဘူးလူမှာကြတော့ဒါကတော့သူအဆင်ပြေတဲ့ဟာကိုသူယူပြီးတော့ဘုန်းကြီးကိုသင်္ကန်းကတ်တာဒါလူမှာတော့ကုသိုလ်စိတ်နဲ့ကတ်တာလေလူမှာကတော့အကုသိုလ်ပြောလို့တော့မရဘူးပေါ့နော်ဘုန်းကြီးမှာတော့ရောင်းဝယ်တဲ့အတွက်ကြောင့်အကုသိုလ်ဖြစ်တယ်အဘက်တင်တယ်လူမှာတော့အကုသိုလ်ဖြစ်တယ်မပြောရပါဘူးနော်သူနားလဲတယ်လို့လှူတာပဲလေဒါကတော့နော်ဟိုဝီနီနားမလဲတဲ့အတွက်ကြောင့်သူဒါနစိတ်တစ်ခုပဲသူမှာပါတာပေါ့နော်